ရဖုန်းစောင်းပြီးကြည့်နေရတာဖြစ်ချစ်စရာလဲအေးလီလဲတသားလဲဘုရားသခင်အသုံးပြုမဲ့သားလေးဖြစ်တယ်ဘုရားသခင်အမှုတော်ကိုအပြည့်အဝဆောင်မဲ့သူဖြစ်တယ်မောင်အေလိယလေးဖြစ်ပါတယ်ချစ်စရာကောင်းလိုက်တာအေလိရဲ့လေမျက်လုံးပြူလို့တော့ကြည့်နေအေလိရဲ့အေလိယဘုရားသခင်ကြီးမြတ်တဲ့ကောင်းကြီးမင်္ဂလာဆုဖြာထားတယ်သူကြည့်လိုက်သူအပြည့်လူပေါင်းများစွာကောင်းကြီးမင်္ဂလာခံစားရနော်တသားလေးမောင်ချောလေးနော်ချောင်းရဆိုးနေတယ်ဟုတ်လေမမေနဲ့နေရရင်ပြုံးလည်းမပြုံးရဘူးဟောအေလိယဖွားဖွားတို့နဲ့နေမှအေလိယပြုံးပြောနော်တသားလေးသားလေးသူ့ရှိမှဆော့ပေးတာတော့ဘာလို့လဲအေလိယအရင်သဘောကျအဲ့ဒါသူပြုံးဟောသူ့အမေကဆော့လည်းမဆော့ပေးအေလိယပြင်းတယ်သူတို့နေရတသားလေးဟုတ်အေလိချောမနေ့ကလမ်းကြီးအရင်ကောင်းတယ်ပါဒေတာနဲ့လမ်းကြီးကြည်လို့ပါသားလေးအေးလူလေးကြည်နေတော့ပဲကြည်လားမျက်နှာကြည်တာတဲ့သူ့အမေမျက်နှာကြည်မျက်ချီတွေတော့လာမသိဘူးနော်အေးလူလေးချစ်စရာကောင်းမျက်လုံးလည်းအတကုံဖြည့်ကြည့်တာအေးလေးကဒီလိုကြည့်နေနော်အေးချောချစ်စရာကောင်းလေးပါ
ဟေးလေးလေးအဲ့ဒါပါလေကြည့်လို့ဤရညင်တာအေးလေးရည်